ဘုံပေါက်ကွဲမှုကိုတားဆီးဖို့သူ့ဘဝရဲ့မှတ်ဉာဏ်အလုံးနဲ့လောင်းကြီးထလိုက်တဲ့အခါဘုံပေါက်ကွဲမှုကိုတားဆီးဖို့သူ့ဘဝရဲ့မှတ်ဉာဏ်အလုံးနဲ့လောင်းကြီးထလိုက်တဲ့အခါဘာတွေဆက်ဖြစ်သွားမလဲမင်္ဂလာပါပရိသတ်ကြီးရေကျွန်တော်တို့အားလုံးဟာအမတ်တရားတွေနဲ့အသက်ရှင်နေကြတာပါမနက်ခင်းနိုးလာတဲ့အချိန်ကိုဘသူလဲကိုချစ်သူကဘသူလဲဆိုတာသိနေလို့ဒါဘဝကအတိတ်ပဲရှိနေတာဖြစ်ပါတယ်ဒါပေမဲ့လူတန်းပေါင်းများစွာရဲ့အသက်ကိုကယ်တင်ဖို့အတွက်ခဏရဲ့အုံနောက်ထက်ကအမတ်တရားတွေအားလုံးကိုဖျက်ဆီးပေးရမယ်ဆိုရင်ရောခဏရွေးချယ်ရဲပါမလားဒီနေ့တို့ပြပေးမယ့်ဇာတ်လမ်းကတော့အချိန်ကိုနောက်ပြန်လှည့်နိုင်တဲ့စူပါဟီးရိုးတစ်ယောက်အကြောင်းပါဒါပေမဲ့သူ့အစွမ်းကအလကားမရပါဘူးသူပေးဆက်ရတဲ့တန်ဖိုးကအရန်ကြီးမားလုံးပါတယ်ဇက်လန်ရဲ့နောက်ခံကတော့2080ခုနှစ်အနာဂတ်ကာလအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကြီးပါမွန်းတော်တိုက်ကြီးတွေကြားမှာပြန်တန်းနေတဲ့ကားတွေနီယိုမီအောင်စုံတွေနဲ့မြို့ကြီးကလှပနေပေမဲ့အေးဆက်ဆက်နိုင်လှပါတယ်ဒီမြို့ကြီးရဲ့အမိုးတစ်ခုပေါ်မှာတော့ကျွန်တော်တို့ရဲ့မင်းသားမတ်မတ်တက်ရနေပါတယ်မတ်ဟာတာမန်လူငယ်တယောက်မဟုတ်ပါဘူးသူ့မှာ time reward လို့ခေါ်တဲ့အချိန်ကိုနောက်ပြန်လှည့်နိုင်တဲ့စွမ်းအင်ရှိပါတယ်ဒါပေမဲ့ဒီစွမ်းအင်ကဆုလက်တစ်ခုမဟုတ်ဘဲကျိန်စာတစ်ခုနဲ့တူနေပါတယ်စီကံချက်ကရိုးရှင်းပေမဲ့ရက်ဆက်တယ်မတ်အချိန်ကိုနောက်ပြန်လှည့်တဲ့စက္ကန့်တိုင်းအတွက်တဘာဝတရားကသူ့အုံနောက်ထဲကမှတ်ဉာဏ်တစ်ခုကိုအလဲလဲလုပ်ပြီးယူသွားပါတယ်ဥပမာတစ်စက္ကန့်ပြန်လှည့်ရင်မနေ့ကဘာစားခဲ့လဲမေ့သွားမယ်5စက္ကန့်လောက်ပြန်လှည့်လိုက်ရင်တကယ်ရင်တယောက်ရဲ့နာမည်ကိုမေ့သွားနိုင်ပါတယ်ဒါကြောင့်မတ်ဟာသူ့အစွမ်းကို3ရမှာအရန်ကြောက်ပါတယ်အစွမ်းသုံးလိုက်တိုင်းသူ့ကောင်းတဲ့ကစာအုပ်စင်မော်ကစာအုပ်တအုပ်ကိုမီးထိုးလိုက်သလိုခံစားရလို့ပါပဲတနေ့မှာတော့နယူးယောက်မြို့လယ်ကအဓိကစွမ်းအင်စက်ရုံကြီးကိုလူဆိုးကိုင်းကောင်းဆောင်ဒေါက်တာနိုဗာကစီးနှင်းလိုက်ပါတယ်ဒေါက်တာနိုဗာကဒီခေတ်ကြီးရဲ့ဤပညာတွေကိုမုံတီးပြီးလူသားအလုံးကိုကြောက်ခေတ်ကာလစီပြန်ပို့ချင်နေသူပါသူကညွတ်တစ်ခုလုံးကိုပြတ်ကျသွားစေနိုင်တဲ့ Dark Matter ဘုံကြီးကိုတက်ဆင်ပြီးချိန်ချောက်လိုက်ပါတယ်မတ်ရောက်သွားတဲ့အချိန်မှာတော့အခြေအနေကတော်တော်ဆိုးနေပါပြီဒေါက်တာနိုဗာရဲ့ဆက်ရုပ်တပ်သားတွေကမတ်ကိုဝိုင်းတိုက်ကြတယ်မတ်ကတိုက်ခိုက်ရေးကျွမ်းကျင်ပေမဲ့တယောက်တည်းမို့အထိနာနေတယ်အဲ့ဒီချိန်မှာပဲဒေါက်တာနိုဗာကရုံမာတဲ့အကွက်ကိုတုံးလိုက်ပါတယ်ဆက်ရုပ်ကောင်ကဆက်ရုပ်ဘေးကဖြတ်သွားတဲ့ကျောင်းကားတစ်စီးကိုဒုံးကျည်နဲ့ပစ်ချလိုက်ပါတယ်ကားပေါ်ကကလေးတွေရဲ့အော်ဒန်တွေထွက်ပေါ်လာပြီးကားကညီကြီးဝက်ပြုတ်ကျပြီးပောက်ကွဲဖို့တာဆူနေပါပြီမတ်စင်လာဖို့အချိန်မရတော့ဘူးသူ့မျက်လုံးကိုမိတ်အန်ကိုကျိတ်ပြီးဆက်ဆက်ကန်းစာအချိန်ကိုနောက်ပြန်လှည့်လိုက်ပါတယ်ကဘာကြီးကဗီဒီယိုရစ်ပတ်တယ်လို့နောက်ပြန်လှည့်သွားတယ်ကျောင်းကားကလေပေါ်ကနေပြန်တက်သွားပြီးဒုံးကြီးမထိခင်အထိအချိန်လေးကိုပြန်ရောက်သွားတယ်မတ်ကအချိန်ကြိုက်ပဲဆက်ရုပ်ကိုချက်စီးပြီးကလေးတွေကိုကယ်တင်လိုက်နိုင်ပါတယ်ဒါပေမဲ့အောင်ပွဲခံချိန်မရလိုက်ပါဘူးမတ်ကောင်းကိုကန်ပြီးဒူးထောက်ကျသွားတယ်ဆက်စက္ကန့်အစာအတွက်သူ့ပေးလိုက်ရတဲ့တမိုးကသူ့အမေရဲ့မျက်နှာပါငငယ်ကသူ့ကိုသားလေးမတ်လို့ခေါ်တဲ့အမေရဲ့အတန်နဲ့မျိုးထွေးမှုကိုသူလုံးဝမမှတ်မိတော့ပါဘူးသူ့ရင်ထဲမှာဟာကနေဖြစ်သွားပေမဲ့ဘာပြောက်သွားမှန်းတောင်သူမသိလိုက်ပါဘူးဒါကျမကမတ်ကိုအနာပေးဖို့အဆန္ဒမရှိပါဘူးမတ်မောပန်းနေတော့မှပဲဒေါက်တာနိုဗာကဘုံရံခလုတ်ကိုနှိပ်လိုက်ပါတယ်ဘီဆိုတဲ့အတန်ဆိုးကြီးနဲ့အတူအမဲအောင်စွမ်းအင်လုံးကြီးပောက်ကွဲထွက်လာပါတယ်ပောက်ကွဲမှုကအရန်ကင်းထန်ပါတယ် Empire State အဆောက်အုံတွေပြိုကျ Times Square ကြီးမီးဟုံးဟုံးတောက်ပြီးတမျိုးလုံးငရဲကန်းလိုဖြစ်သွားပါတယ်လူသားပေါင်းများစွာရဲ့အသက်တွေစက္ကန့်ပိုင်းတွင်ပျောက်ကွယ်သွားတယ်မတ်အပြက်စီးတွေကြားမှာလဲကျနေတယ်သူသိလိုက်ပါပြီဒီပောက်ကွဲမှုတွေကိုတားဖို့ဆို10စက္ကန့်လောက်နဲ့မရတော့ဘူးဘုံမဖွင့်ခင်အချိန်ကိုပြတ်သွားမှရမယ်အနည်းဆုံး10မိနစ်လောက်နောက်ပြန်လှည့်မှရမယ်အနေထားပါမတ်အပြက်စီးတွေကြားမှာလဲကျနေတယ်သူသိလိုက်ပြီဒီပောက်ကွဲမှုတွေတားဖို့ဆို10စက္ကန့်လောက်နဲ့မရတော့ဘူးဘုံမဖွင့်ခင်အချိန်ကိုပြန်သွားမှရမယ်အနည်းဆုံး10မိနစ်လောက်နောက်ပြန်လဲမှရမယ်အနေထား10မိနစ်ဒီအချိန်ပမာဏဟာသူ့အောင်နောက်ထဲမှာကြံနေတဲ့မှတ်ဉာဏ်အားလုံးကိုရှူသွားမဲ့ပမာဏပါပဲသူမွေးဖွားလာတဲ့အချိန်ကစားလို့အခုချိန်ထိကြုံတွေ့ခဲ့ရတဲ့အရာအားလုံးကြောက်ကြွယ်သွားတော့မှာပါမတ်တုံရင်နေတဲ့လက်နဲ့သူ့အိတ်ကထဲကဓာတ်ပုံအဟောင်းကိုထုတ်ကြည့်လိုက်တယ်ဓာတ်ပုံထဲမှာကောင်မလေးတယောက်လှလှပပပြုံးနေတယ်အဲ့ဒီကောင်မလေးကသူ့မှတ်မိတော့ဘူးဒါပေမဲ့ဒီဓာတ်ပုံကိုကြည့်လိုက်တိုင်းသူ့ရင်ဘတ်ထဲမှာနာကျင်လာတယ်သူ့လုံးသားကပြောနေတယ်ဒီ main ကလေးကိုသူ့အသက်ထက်ပိုချစ်ခဲ့တယ်ဆိုတာမတ်မျက်ရည်ကျလာတယ်သူရွေးချယ်ရတော့မယ်ဒီတိုင်းလွတ်ထားပြီးလူသားမောင်များစွာတင်လားဒါမှမဟုတ်သူ့ရဲ့အတိတ်ကိုစတေးပြီးအနာဂတ်ကိုကယ်တင်မလားတောင်းပန်ပါတယ်ငါတို့ရဲ့အတိတ်ကိုငါစတေးမှဒီမျိုးကြီးအနာဂတ်ရှိမှာမို့ပါမတ်ဒီရုပ်ပြီးလက်နှစ်ဖက်ကိုဖြန့်လိုက်တယ်သူခန္ဓာကိုယ်ကနေအလင်းရောင်တွေဖြာထွက်လာတယ်သူဟာသူ့ရဲ့မှတ်ဉာဏ်သူ့ရဲ့ဖြစ်ချင်းမြတ်တာသူ့ရဲ့ဖြစ်တည်မှုအားလုံးကိုပုံအော်ပြီးလောင်းကျစ်ထလိုက်ပါတော့တယ်10မိနစ်နောက်ပြန်ကြောက်သွားတဲ့အခါမတ်ဟာလေထဲကနေရုတ်တရက်ပေါ်လာပြီးဒေါက်တာနိုဗာဘုံကလုံးမနှိပ်ခင်မှာပဲအချိန်မီဖမ်းချုပ်လိုက်ပါတယ်ဘုံကိုဖြုတ်ပစ်လိုက်နိုင်တဲ့အတွက်နယူးယောက်မြို့ကြီးကတော့ဘေးကင်းသွားပါပြီရဲတွေရောက်လာပြီးဒေါက်တာနိုဗာကိုဖမ်းသွားကြတယ်ဘေးနားကလူတွေကမတ်ကိုဝိုင်းပြီး thank you hero ကျေးဇူးတင်ပါတယ်လို့လက်ခုပ်တီးဂုဏ်ပြုကြပါတယ်စောနာကကဲတင်ခံလိုက်ရတဲ့ကလေးမလေးတယောက်ကမတ်နာကိုပြေးလာပြီးမေးလိုက်တယ်ဦးနာမည်ဘယ်သူလဲဟင်းနဲ့မတ်ကကလေးမလေးကိုကြောင်တောင်ကြည့်နေတယ်ပြီးတော့ဘေးနားကမှန်တကားမှာပေါ်နေတဲ့သူ့ပုံရိပ်ကိုသူပြန်ကြည့်ရဲ့သူ့မျက်ဝန်းတွေကဗလာကျင်းနေတယ်ဘာយ៉ាងမှမရှိတော့ဘူးငါမသိဘူးငါဘာလုပ်လဲဒါကမတ်ရဲ့နောက်ဆုံးစကားပါပဲသူ့အတိတ်သူ့နာမည်သူ့ချစ်သူအားလုံးပြောက်ွယ်သွားပါပြီသူ့လက်ထဲကလွတ်ကျသွားတဲ့ဓာတ်ပုံလေးလေလွင့်သွားတဲ့အခါဒီတစ်ကြောင်ပေါ်လာတယ်ရှင်မေ့သွားရင်တော့ကျမကရှင်မမိရအောင်အမြဲပြန်လာနေမှာပါတဲ့
ချစ်တဲ့ဆာရာမတ်ကတော့ဘာမှမသိရဲ့လူစိမ်းတယောက်အဖြစ်နဲ့လူအုပ်ကြားတဲ့တဖြည်းဖြည်းရှောက်လန်းထောက်ခါသွားပါတော့တယ်သူဟာကဘာကြီးကိုပိုင်ဆိုင်လိုက်ရပေမဲ့သူ့ကိုယ်သူတော့အဆုံးရှုံးလိုက်ရပါပြီဇာတ်လမ်းလေးကတော့ဒါပါပဲရှင်ကျေးဇူးအများကြီးတင်ပါတယ်